ရောလို့မင်္ဂလာပါဆိုကာဒီ4 channel ကနေပြန်လည်ကြိုးစားလိုက်ပါကြောင်းကိုင်းဖြစ်ပါတယ်ညီကိုတွေဒါစနေနေ့ကြောင်း၄သိန်းပေါင်းကရွေးချယ်ပေးမယ်ပေါ့နော်၄သိန်းဆိုလူတို့ရှင်မှန်သွားမယ်ညီကိုတွေတပွဲချင်းလဲလိုက်ကစားပေါ့နော်မောင်းအောင်လည်းပါဝဲလေးကစားဒါဆိုညီကိုတွေဒါပေါင်းပြနိုင်ပေါ့နော်ကျွန်တော်၄သိန်းဒါပြီးမြလေးက2ပွဲသွားမယ်ပေါ့နော်ပထမဆုံးပွဲအာဆင်နယ်နဲ့ဝက်ဆန်လက်ရှိပြီးထားတဲ့ body စီကတော့အာဆင်နယ်အသင်းဘက်ကနေ2+36ပြီးထားရပေါ့နော်ဂိုပေါင်းစီက3လုံးမိုင်းနဲ့20တီပြီးထားရပေါ့နော်ဒါအာဆင်နယ်မိနစ်ကပြီးတဲ့ဇီရန်နဲ့ဆိုင်တော့အများကြီးတော့ပြောလို့ရပါတော့မိနစ်ကဒါတလုံးပြည့်ရှုံးတော့ပဲပြီးရပေါ့နော်ဒီဝက်ဆန်တင်ရောအဲ့ဒါဝက်ဆန်တင်ကတော့ Z1 ဆိုတဲ့ရလဲနိုင်ထားရပေါ့နော်လက်ရှိခြေတမ်းပိုင်းပြန်ကြည့်ရမယ်ဆိုရင်တော့ဒါအာဆင်နယ်နေနဲ့ကအင်ကွင်းရလာပိုင်းကတော့တော်လေးကောင်းထားရလို့ပြောလို့ရရပါတော့ဒါ Man City တော့ draw ကြထားတယ် Nottingham Forest တို့ဒါ Leeds တို့နိုင်ရမယ့်အသင်းတွေတော့နိုင်အောင်တော့ကန်ထားရပါတော့ West Ham လည်းဒါလက်ရှိကျတော့ဒါနောက်ဆုံးပွဲမှာဆိုရင်တော့ဒါ Everton 1-1တီကန်ထားတယ်ကြီးအောင်လာတာပြောမယ်ဆိုတော့ West Ham ရဲ့နီးပြတစ်ကတော့ဒါ Nottingham Forest ရဲ့နီးပြတစ်ပေါ့နော်လက်ရှိဆွမ်းဆောင်မှုပိုင်းကတော့ဒါ Everton အသင်းကိုတီကန်ထားတဲ့အနေအထားမျိုးမှာရှိတယ်ကျွန်တော်တို့ဒီနေ့ပွဲစည်းတန်းကိုပြောမယ်ဆိုရင်တော့ IE body stat ဆိုင်တော့ဂိုပေါင်းအပေါ်ကလည်းပိုပြီးစင်ပြေမယ်လို့ထင်တယ်ဘာလို့ဆိုတော့3လုံးမိုင်းနဲ့ထွက်နေရဒီနှစ်တင်းရလက်ကကျွန်တော်တို့ဒါ၄ဂိုးလောက်တော့ရောက်မယ်လို့ထင်တယ်ဗောနော်3လုံးမိုင်းနဲ့20တီထွက်နေရဗောနော်ဒါတော့ကျွန်တော်ဂိုပေါင်းအပေါ်လေးရွေးချယ်ပေးရဗောနော်ပြီးကျွန်တော်တို့ဒါဒုတိယတစ်ပွဲဗောနော်ဒုတိယတစ်ပွဲကတော့ဒါချက်စီနဲ့လီဗာပူးလက်ရှိပြီးထားတဲ့ body စီကတော့လီဗာပူးအသင်းကတေမိုင်းနဲ့30ပြီးထားရဗောနော်ဂိုပေါင်းအသင်း3လုံးမိုင်းနဲ့10လောက်ထိပြီးထားရဗောနော်ဒီဈေးတန်းလည်းဒါပြောမှဆိုဂိုးပေါင်းဈေးအပေါ်ဈေးတန်းလို့ပြောလို့ရတယ်ချက်စီရောဒါလီဗာပူးအသင်းရောဂိုးရနိုင်မယ်လို့ပြောလို့ရတယ်ဗောနော်လက်ရှိကျွန်တော်တို့ဒါခြေစမ်းပိုင်းပြန်ကြည့်ရမယ်ဆိုရင်လည်းလီဗာပူးကတော့ဒါခြေစမ်းပိုင်းတော်လေးကောင်းတဲ့အထက်မှာတော့ပါတယ်ချက်စီကိုဒီထက်တော့နည်းနည်းလေးတော့ပေးလို့ရပါတယ်ချက်စီကဒီနောက်ပိုင်းရလက်ပိုင်းကအရင်ကောင်းနေရတော့မရှိဘူးပေါ့နော်ပုံမှန်ဆိုရင်ဒီထက်ကြီးကိုနည်းနည်းလေးတော့ပို့လို့ရတယ်ပေါ့နော်တေမိုင်းနဲ့30ကြီးကဒါဒီဘွဲကချက်စီနေနဲ့တေလောက်တော့ကန်နိုင်မယ်ထင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ချက်စီ body လေးရွေးချယ်ပြီးပါနော်ကျွန်တော်တတိယတစ်ပွဲပေါ့နော်တတိယတစ်ပွဲကတော့ကျွန်တော်တို့အင်တာမီလန်နဲ့ခရီမိုနီလက်ရှိပြီးထားတဲ့ body ကြီးကအင်တာမီလန်ဘက်ကနှလုံး plus 20ကိုဘောသင်း3လုံးတေးပေါ့နော်ဒါဒီနှစ်သင်းတွဲဆုံမှု2023တုန်းကပေးတဲ့ body ကြီးကတော့အင်တာမီလန်ဘက်ကနှလုံး -50 တီထွက်တယ်ပေါ့နော်လက်ရှိဒါနှလုံး plus 20ကအင်တာနေနဲ့ကနှလုံးပြက်မပြက်ကကျွန်တော်ကြီးတော့ကြီးရလိမ့်မယ်ပြီးတော့ဒါလက်ရှိခြေစမ်းပိုင်းပေါ့နော်ခြေစမ်းပိုင်းမှာဆိုရင်ဒါတန်းတန်းလာတဲ့ခရိုမိုနီကတော့လက်ရှိခြေစမ်းပိုင်းကောင်းတယ်အင်တာနေနဲ့ကဒါနိုင်တော့ကျွန်တော်တလုံးနဲ့တော့မပုံနိုင်ဘူးထင်တယ်ဒါကြောင့်ကျွန်တော်အောက်သေးဖြစ်တဲ့ခရိုမိုနီ body လေးရွေးချယ်ပေးပေါ့နော်ကျွန်တော်နောက်ဆုံးတစ်ပွဲပေါ့နော်နောက်ဆုံးတစ်ပွဲကတော့ဒါ Real Madrid နဲ့ Villarreal ရဲ့ပေါ့နော်လက်ရှိပေးထားတဲ့ body ဈေးကတော့ Real Madrid တင်ဘက်ကနေ1မိုင်းနဲ့40ပေါ့နော်ဂိုးပေါင်းသေး3လုံးမိုင်းနဲ့60တီပေးထားရပေါ့နော်ရီအနေနဲ့ဒါအသင်းမိနစ်ကပေးတဲ့ body ဈေးကတော့2+50လောက်ထိပေးရပါတော့ဒါ2စီးဆိုတဲ့ရလက်နဲ့ဒါကြီးအောင်ထားရပြောလို့ရရပါတော့လက်ရှိဈေးတန်းတော့ဒါနဲတော့နဲတယ်အင်ကွင်းဖြစ်တဲ့ Real Madrid ပေးတဲ့ဈေးတန်းတော့နဲတယ်ကျွန်တော် Real Madrid အင်ကွင်းရလက်ပိုင်းကြည့်ရမယ်ဆိုရင်တော့ Real Madrid အနေနဲ့ကြီးမအောင်တာတော့၄ပွဲဆက်လောက်ရှိပြီဒါအင်ကွင်းကြီးမအောင်တာပေါ့နော်၄ပွဲဆက်ကိုဒါအနိုင်လေးပဲကန်သွား1-0 2-1 2-1ဒီလိုရလက်မျိုးလေးပဲကန်ထားပါပေါ့နော်ဗီလာရီရဲ့လက်ရှိခြေစမ်းပဲပြန်တော့တည်ငြိမ်လာရလို့ပြောလို့ရတယ်နောက်ကျွန်တော်နောက်ဆုံး5ပွဲမှာ3ပွဲနိုင်ပြီးတော့အမပေးမှာ3ပွဲနိုင်တယ်ပေါ့နော်ဒါပြီးခဲ့တဲ့ချန်ပီယံလိမှာဆိုရင်တော့ဂျူပင်ုံတူတူတီကစားသွားနိုင်တယ်ပေါ့နော်ဒါကြောင့်ဗီယာရီရဲ့ခြေစမ်းပိုင်းတော်တော်လေးတည်ငြိမ်တာတွေ့တယ်ရီရဲ့ဒီနေ့ပေးတဲ့ဈေးတန်းကကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့မိနစ်ကပေးတဲ့ body ဈေးတန်းနဲ့နဲတယ်ပေါ့နော်1မိုင်းနဲ့50ကြီးကကျွန်တော်မအောင်နိုင်ဘူးထင်တယ်ဒါကြောင့်ဗီယာရီရဲ့ body လေးရွေးချယ်ပေးရပေါ့နော်ရိုးတဲ့ဒါ၄သိန်းပေါင်းကတ်ဒါပီးမြားလေးမှာဆိုရင်အာဆင်နယ်ပွဲကိုလို့ကျွန်တော်အာဆင်နယ်နဲ့ဝက်ဆမ်ပွဲကိုလို့ဂိုးပေါ်ကြိုက်တယ်ပေါ့နော်ချက်စီနဲ့လီဗာပူးပွဲချက်စီ body ကြိုက်ပါတယ်ပြီးအင်တာမီလန်နဲ့ခရိုမိုနီပွဲမှာဆိုရင်ခရိုမိုနီ body ကြိုက်တယ်နောက်တော့ကျွန်တော်စပိန်လာလီဂါပေါ့နော်ရီမက်တစ်နဲ့ဗီရာရီရဲ့ပွဲစဉ်မှာဆိုရင်တော့ဗီရာရီရဲ့ body လေးကြိုက်ပါနော်ညီကိုနေနဲ့ဒါတပွဲချင်းလည်းကစားပါပြီးရင်မောင်းလည်းပါကစားပါနော်ကျွန်တော်တေဂန် channel လေးကို join ထားပေးပါတေဂန် channel လေးမှာတော့ကျွန်တော်ဒီကစားတဲ့အကြောင်းbody mount ကတွေအများနဲ့တင်ပေးတယ်ဒါကြောင့် Telegram channel လေးကို join လုပ်မွေးပါနဲ့ကျွန်တော်ဗီဒီယို comment link မှာဒီ bio link မှာရှိပါเนาะ channel link လေးကိုနှိပ်ပြီးတော့ join လိုက်ရုံပါပဲเนาะအားပေးညီကိုတယောက်ချင်းချင်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒါနေ့မှ Super Saturday နေ့မှာညီကိုတို့ပြန်ပြီးဆုံပါအောင်မယ်အားလုံးဒီနေ့ကပဲနှုတ်ဆက်လိုက်ပါတယ်